လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကလေးကတော့အုပ်ထဲမှာရှိတဲ့မိုးအားလုံးနီးပါးဟာသူညီရဲ့လုပ်တစ်ခုကိုပဲလုပ်ခဲ့ကြပါတယ်။အဲ့ဒါကတော့မြေပေါ်မှာရှိတဲ့အပင်ဆွေတွေအသေးကောင်တွေကိုစားသုံးတာပါ။သူတို့ကိုကျွန်တော်တို့က Dead Eaters အသေးကောင်ဝါမြူသူတွေလို့ခေါ်နိုင်ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှမိုးမျိုးစိတ်အချို့ကသူတို့ရဲ့ view ကိုပြောင်းလဲလိုက်ပါတယ်။အခုဆိုရင်မိုးလောကမှာအုပ်စုကြီးနှစ်စုခွဲပြီးပြင်းထန်တဲ့ view စစ်တစ်ခုဆင်နွှဲနေကြပါပြီ။အဲ့ဒါကတော့ Dead Eaters မိုးအုပ်စုနဲ့ Sapsuckers မိုးအုပ်စုပါ။ပိုရှင်းသွားအောင်ပြောရမယ်ဆိုရင်တစ်ဖက်ကအဆွေးမြေ့စားတဲ့မိုးအဖွဲ့နဲ့တခြားတစ်ဖက်မှာအပင်ကြီးတွေကနေတိရီကိုဆောက်ယူစားတောက်တဲ့မိုးမျိုးနယ်တို့ရဲ့တိုက်ပွဲပဲဖြစ်ပါတယ်။တိရီဆောက်ယူသူဒါမှမဟုတ်အကျိုးတူပူပေါင်းတဲ့မိုးအဖွဲ့တွေကအစာအတွက်အသေးကောင်ကိုစောင့်မနေတော့ပဲတစ်ပင်ကြီးတွေနဲ့မဟာမိတ်ဖွဲ့လိုက်ကြပါတယ်။သူတို့ရဲ့အမြင့်တန်းလေးတွေကိုတစ်မြစ်တွေရဲ့ဒီချိတ်ဆက်ပြီးတစ်ပင်တွေအတွက်လိုအပ်တဲ့ရေနဲ့အာဟာရကိုအဝေးကြီးကနေရှာဖွေပေးပါတယ်။အပြန်အလှန်အနေနဲ့တစ်ပင်စီကနေရစာရှိရဲ့တိရီတွေကိုရယူပါတယ်။ကျွန်တော်တို့စားနေတဲ့တံမိုးကြီးမိုးများစုဟာဒီလိုချုံမိန်တဲ့တိရီကိုစားသုံးတဲ့အကျိုးတူပူပေါင်းတဲ့မိုးအုပ်စုဝင်တွေဖြစ်ပါတယ်။သူတို့နှစ်ဖွဲ့ဟာ